အားလုံးပဲမင်္ဂလာပါရှင် Our Victory YouTube Channel ရဲ့ခန်းစားကြည့်ရှင်နာတော်တာဆင်အစီအစဉ်လေးမှပြန်လည်ကြိုဆိုပါရရှင်ဒီနေ့မှာတော့ဆရာမင်းလူရေးသားထားတဲ့ဂန်းကော်နီးဆိုတဲ့ဝတ္ထုကိုအပိုင်း9အနေနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ခန်းစားပေးကြပါအောင်ရှင်ဂန်းကော်နီးအပိုင်း9စိုးချစ်ကခင်မေတင်ကိုဂန်းကော်ပန်းတက်ခူးပေးသည့်ကိစ္စဂန်းကော်ပင်ပေါ်မှပြုတ်ကျပြီးမေးစိတ်ကွဲသွားသည့်ကိစ္စတို့ကိုတဒန်းလုံးသိကုန်ကြသည်သူတို့အတန်းထဲမှာအကျင့်တစ်ခုရှိသည်အတွဲတွေတွဲပေးတတ်ခြင်းဖြစ်၏ပုံစံချင်းတူတာဖြစ်စေလုံးဝဆန့်ကျင်ဘက်နှင့်ဖြစ်စေတွဲပေးတတ်ခြင်းဖြစ်၏အရက်အလွန်ပူသောចောင်းသားနှင့်ចောင်းသူဒါမှမဟုတ်အပူဆုံးနှင့်အရှိဆုံးအသားအလွန်မဲသူအချင်းချင်းအလွန်ဝသူအချင်းချင်းတွဲပေးပြီးဝိုင်းစားကြခြင်းဖြစ်၏ဒီစင်းထဲမှာမင်းတီဟာနှင့်နန်းမွေးတို့လည်းပါသည်မင်းတီဟာသည်အရက်ပူလာသည်တော့မဟုတ်ခက်ပြက်ပြက်ဟုပြောလျင်တော့ရသည်စိုးချစ်တို့ကျော်စင်ဦးတို့နှင့်ရှင်လိုက်လျင်နည်းနည်းနှိမ့်နေသောကြောင့်ဥသည့်သဘောထင်ရခြင်းဖြစ်၏နန်းမွေးကတော့မိန်းကလေးတွေထဲမှာတော်တော်အရက်ရှည်သည်ဟုဆိုရမည်ကိုနေဟန်ထားကလည်းဂလန်ဂလာဖြောင်ဖြောင်တောင်းတောင်းကြီးဖြစ်သောကြောင့်ပိုရှည်သည်ဟုထင်ရသည်သူကဝိုင်းဝိုင်းနှင့်တွဲဖက်ဖြစ်၏ဝိုင်းဝိုင်းနှင့်ကျော်စင်ဦးကအိမ်နီးနားချင်းကစားဖော်ကစားဖက်ထို့ကြောင့်ကျော်စင်ဦး၏တငယ်ချင်းများဖြစ်ကြသောစိုးချစ်နှင့်မင်းတီဟာတို့သည်လည်းဝိုင်းဝိုင်းတို့နန်းမွေတို့နှင့်တဖွဲတည်းလိုဖြစ်နေ၏ဒီအခါမှာမင်းတီဟာကိုနန်းမွေနှင့်ဝိုင်းစားလေးရှိကြသည်နန်းမွေကသူ့လိုချပုကိုစိတ်ကူးတဲ့တောင်ထဲ့ဟုပြောသည်မင်းတီဟာကလည်းငါကလည်းသူ့လိုလောရှည်ကိုစိတ်ကူးမဲ့အစားဓာတ်တိုင်ကြီးကိုပြေးဖက်လိုက်ချင်သေးတယ်ဟုပြန်ပြောသည်ဒီလိုပဲကျော်စင်ဦးနှင့်ဝိုင်းဝိုင်းကိုလည်းစားကြသည်ဝိုင်းဝိုင်းကငါတို့ကမောင်နှမလိုနေတာဟုပြောသည်ကျော်စင်ဦးကတော့ယူသလိုပေါ်သလိုလုပ်ရင်သူကသာတစ်ဖက်သက်ဖြစ်နေတာပါဆိုသဖြင့်ဝိုင်းဝိုင်းကကြောကိုထုသေးသည်သူတို့ထဲမှာတယောက်တည်းဗတ်ပဲ့နေတာကစိုးချစ်ဖြစ်၏သူ့ကိုဘသူနဲ့စားရကောင်းမလဲကြံစီနေကြတော့မှပင်ဂန်းငေါ်ပွင့်တက်ခူးပေးသည့်ကိစ္စပေါ်လာခဲ့ခြင်းဖြစ်၏နောက်တစ်ချောင်းကလည်းတရင်ချိုကျောင်းပိတ်ရမှာစိုးချစ်တို့အဖွားနေမကောင်းဖြစ်သည်အဖွားကသူ့ကိုယ်သူစိတ်မချသူမသေးခင်မြေးကိုရှင်ပြုတ်ပေးခြင်းသည်ဟုဆိုသည်ထို့ကြောင့်စိုးချစ်ကိုရင်ဝတ်သည်တိုက်တိုက်ဆက်ဆိုင်ပါပဲခင်မေတင်းတို့အဖေသည်ထိုရက်ပိုင်းအတွင်ရုံးမှပြဿနာတစ်ခုတက်သည်သူများ၆တုံးလို့အစစ်ဆေးအမေးမြန်းခံနေရသည်ခင်မေတင်းအမေကဘေးရင်သွားမေးတော့ဇာတာရှင်မှာအညံပိုင်းသို့ရောက်နေသည်ရရချေတဲ့အနေနဲ့သမီးကိုတီလာရှင်ဝတ်ပေးလိုက်ပါဟုဆို၏ထို့ကြောင့်ကျောင်းပြန်ဖွင့်သောအခါစိုးချစ်ရောခင်မေတင်းပါနှစ်ယောက်စလုံးကရုံးကလေးတွေနှင့်ဖြစ်နေ၏ထိုအခါသူတို့နှစ်ယောက်ကိုဝိုင်းပြီးစားဖို့နှောက်ဖို့အခွင့်သာသွားလေတော့သည်ခုလိုအစခံရတာကိုခင်မေတင်းကရှက်တလူလိုရှိတော်လေခါခါတီးတီးမဟုတ်စားတဲ့နောက်တဲ့တငယ်ချင်းတွေကိုလက်သီးနှင့်ခပ်ဖွားဖွားလိုက်ထုယုံလောက်သာဖြစ်၏ခါတရံမှာတော့ခေါင်းငုံပြီးရှက်ပြုံးသာပြုံးနေတတ်သည်သူကိုယ်တိုင်ကအစခံနေနေသလားမသိပါဘူးဟုဝိုင်းဝိုင်းကကျော်စင်ဦးကိုပြောပြသည်စိုးချစ်ကတော့ဒီလိုမဟုတ်သူ့ကိုခင်မေတင်းနှင့်စားတဲ့အခါတိုင်းမျက်နှာကြီးတုံမှုံနေတတ်သည်တစ်ခါတလေကြလျင်အဲ့ဒါမျိုးမစနဲ့ကွာငါမကြိုက်ဘူးဟုကျော်စင်ဦးတို့ကိုလေးတန်းမမထန်ထန်နှင့်ပြောတတ်၏သူ့ကိုခုလိုစတာနောက်တာကိုသူမကြိုက်သူသည်ခင်မေတင်းအပေါ်တငယ်ချင်းတယောက်လိုသာသဘောထားသည်ဒီလိုကိစ္စမျိုးတွေကိုလည်းစိတ်မဝင်စားသူစိတ်ဝင်စားတာကကြပြာစာရီဖတ်မည်ကြပြာအရေးကျင့်မည်တက္ကသိုလ်ရောက်လျင်မြန်မာစာအဓိကယူမည်ဝဲရတော့တက္ကသိုလ်မှာဆရာပြန်လုပ်ရင်ကြပြာတွေရေးမည်နိုင်ငံကျော်ကြပြာဆရာကြီးဖြစ်အောင်ကြိုးစားမည်ဒါသူ့ရဲ့အဓိကရည်ရွယ်ချက်မေရီအောင်နှင့်မပတ်သက်ခင်အချိန်အထိပေါ့မေရီအောင်သည်ကျောင်းမှာစတာဖြစ်၏ဖြစ်ရလောက်အောင်လဲရုပ်ကချောသည်အထူးသဖြင့်သူ့အသားအရည်ကဝင်းဝါနေသည်တခြားကျောင်းသူတွေကြားထဲမှာသူကထ
ထင်းကနေလင်းကနေပေါ်လွင်နေသည်ဒီကြားတဲ့အပြင်းအစင်အခြေအသားကလည်းကျွမ်းကျင်သေးသည်ကျောင်းစိန်ထမိန်ကိုသူများတွေလိုရိုးရိုးမဟုတ်ပဲဓာတ်ထည့်ပြီးဝတ်တော့ချက်ချက်ရရရှိပြီးကိုလုံးအလှကိုပို၍ပေါ်လွင်စေသည်အရန်မောင်းကလည်းကောင်းသဖြင့်ပိုအချိုးပြေနေသည်ကျောင်းအုပ်ကြီးထုတ်ပြန်ထားသောစီကံများအရာမိန်းကလေးများကျောင်းလာလျင်သပင်ကိုကျစ်ဆံပြီးကျစ်ချင်ကျစ်နောက်မှစုပြီးခြီချင်းခြီလာရမည်သပင်ဖားလျာချမလာရလက်သေးနီခြေသေးနီမဆိုးရနှကန်းနီမဆိုးရမိတ်ကပ်မလိမ့်ရမေရီအောင်ကဒီစီကံတွေကိုလက်တလုံးချလှည့်ပြီးရားအောင်လုပ်သည်မိတ်ကပ်ကိုမတိမတာပါပါလေးလိမ့်ပြီးတနခါဖြင့်ဖုံးလာသည်လက်သေးခြေသေးတွေကိုအယောင်မပါသောစိုးစေးတင်လာသည်ကော်ကြီးဖြစ်သဖြင့်မူလလက်သေးအယောင်တိုင်းပြောင်လက်တောက်ပနေသည်ညနေကျောင်းဆင်းပြီးဆိုသောအခါနောက်မှစူးစီးထားသောသပင်ကိုဖြီချလိုက်တော့ဖားလျားဖြစ်သွားရောမျက်နှာပေါ်ကတနခါတွေကိုပုတ်တုပ်ပြီးလွယ်အိတ်ထဲမှအသင့်ပါလာသောခရင်ဘတ်ဖြင့်တိုးလိုက်နှကန်းကြီးဆိုးလိုက်သောအခါငကိုလာပြီးသားကနေပိုပြီးရုပ်ထွက်လာတော့သည်မေရီအောင်နှင့်ခင်မေတင်တို့သည်တန်းခွဲခြင်းမတူတော့လေရက်ွက်တူသဖြင့်ကျောင်းလာလျင်အတူတွဲလာတတ်သည်ခင်မေတင်မှာတာမန်ရုပ်ရည်မျှသာရှိသူဖြစ်ရတဲ့အထက်မေရီအောင်နှင့်တွဲမိသောအခါပို၍တိမ်မြုပ်သွားရရှာသည်သူ့ပုံစံကလည်းကြည်အောင်သူ့မေထမိန်တွေယူယူဝိရင်အကျင့်ပါသွားပြီး4000ခွင်းမှဝတ်တတ်တော်သည်သူ့ကိုခန္ဓာကတိတ်ဖွင့်မျိုးသေးတာမဟုတ်တော့4000ခွင်းဝတ်လိုက်သောအခါစောင်းကြီးပတ်ထားသလိုပွာရောင်ရောင်ဖြစ်နေ၏ချက်ချက်ရရက်လည်းမရှိတော့ဘဲခါတုတ်တုတ်ကြီးဖြစ်နေသည်သပင်ကလည်းကရုံးကနေပြန်ပေါက်ကာစဖြစ်သောကြောင့်တိုးနှံ့နှံ့ထိုးထိုးထောင်ထောင်ပုံမကျပန်းမကျသူကတနခါတွေမိတ်ကပ်တွေလိမ့်နာလဲဝါသနာမပါအတန်းမိုင်ဆီယာမကမိန်းကလေးဆိုတာမျက်နှာပြောင်ကြီးနဲ့မနေရဘူးဆိုလို့သာကျောင်းကိုလာလျင်မျက်နှာကိုတနခါပုတ်လာခြင်းဖြစ်၏ခုလိုတနခါမလိမ့်ဘာမလိမ့်နေတတ်တဲ့အပြင်ကျမ်းမာရေးကချို့တဲ့ပြန်တော့အသားအရေးကညိုညစ်ညစ်ဖြစ်နေသေးသည်ကိုခန္ဓာကလည်းနည်းနည်းလီနေသည်ဒီတော့သူနှင့်မေရီအောင်တို့တွဲလျှောက်လာသောအခါတထေးသမီးနှင့်အဖော်လိုက်လာသောအိမ်ဖော်ကောင်မလေးလိုဖြစ်နေလေသည်ပြောတာပြောရတယ်နန်းမွေးတို့ဝိုင်းဝိုင်းတို့သည်လည်းတိတ်တော့မထူးလားနန်းမွေးသည်အရက်ကြီးကလန်ကလားနှင့်ဖြစ်၏သူအရက်နှင့်ဆိုလျင်ထမိန်ကတူနေသဖြင့်ကောက်ဆိုင်သမားနှင့်တူနေသည်ဟုတငယ်ချင်းတွေကစားကြသည်ဝိုင်းဝိုင်းကတော့ရုပ်ကလေးတနာကမရှိတော့လဲပိန်ကပ်လွန်သည်ထို့ကြောင့်သူ့ကိုပြပြဟုနောက်ပြောင်ပြီးခေါ်ချခြင်းဖြစ်၏ဇီဝဗေဒဘာသာရပ်မှာကပ္ပါကောင်တွေအကြောင်းပါလာသည်တုတ်ပြားကောင်တုတ်ကောင်မှာတန်ကောင်လိုအလုံးမဟုတ်ပဲခန္ဓာကိုယ်ပြချက်ချက်ဖြစ်သည်အင်္ဂလိပ်လိုတီနီယာဆိုလီယမ်ဟုခေါ်သည်ထို့ကြောင့်ဝိုင်းဝိုင်းကိုတီနီယာဟုအမည်သစ်ပေးလိုက်ကြလေသည်သူတို့နှင့်ရှင်လျင်မေရီအောင်ကရုပ်ရှင်မင်းသမီးလေးလိုဖြစ်နေ၏မေရီအောင်သည်သူ့နားမှာဝိုင်းဝိုင်းလည်နေတော့လေဇလန်းရှုပ်တတ်သူမဟုတ်သူ့ကိုယ်သူလှမှန်းသည့်သဖြင့်ပိုပြီးလှအောင်နေခဲ့ခြင်းသာဖြစ်၏သူကမာနလည်းမကြီးတတ်သဘောကောင်းသည်ပွင့်လင်းသည်ဘယ်သူကိုမဆိုဖော်ဖော်ရွေရွေဆက်ဆံတတ်သည်စိုးချစ်နှင့်ကတန်းခွဲမတူသဖြင့်ငကိုကတိတ်မရင်နီးလားနိုင်ရန်ကတ်စားဆောင်လောက်ကြတော့မှပတ်သက်မိကြခြင်းဖြစ်၏ကျောင်းနိုင်ရန်ကတ်စားဆောင်ကိုဦးစီးပြီးလှုပ်ဖို့စိုးချစ်တာဝန်ကြသည်သူကစာရေးကြပြားတွေဝါသနာပါသောကြောင့်မြမဆီယာမကတည်သဖြင့်တာဝန်ပေးခြင်းဖြစ်၏စိုးချစ်လှုပ်သောအလုပ်ဖြစ်သဖြင့်ကျော်စင်ဦးနှင့်မင်းတီဟာတို့အလိုအလျောက်ပါလာသည်ကျော်စင်ဦးပါသဖြင့်ဝိုင်းဝိုင်းပါလာသည်ထိုအခါနန်းမွေးလဲတွဲလျက်လိုက်ပါလာသည်စိုးချစ်ကခင်မေတင်းကိုတော့မခေါ်ပါကရုံးကိစ္စနှင့်ပတ်သက်၍သူတို့နှစ်ယောက်ကိုဝိုင်းစားတာခံရပြီးကလေးကခင်မေတင်းကိုသူရှောင်ဖယ်ဖယ်လုပ်နေခဲ့သည်မလုပ်လို့လည်းမဖြစ်ရင်းရင်းနှီးနှီးနေမိလို့အကြောင်းတစ်ခုခုစိုက်လာတာနဲ့အနှောင်အသွားမလွတ်သောစကားတွေအပြောခံရတော့တာပဲမဟုတ်လားတို့ရာတွင်
ခင်မေတင့်သည်နိုင်ငံကစားဆောင်လောက်ကင်ရာသို့မေရီအောင်နှင့်ကပ်ပြီးပါလာသည်မေရီအောင်ကိုခေါ်ရတဲ့အကြောင်းကတော့နိုင်ငံကစားဆောင်မှာအင်္ဂလိပ်ကဏ္ဍပါသည်ကျောင်းသားကျောင်းသူအများစုကအင်္ဂလိပ်လိုလက်ရေးမလှကြထို့ကြောင့်အင်္ဂလိပ်လိုလက်ရေးလှသူတယောက်လိုချင်ကြောင်းအင်္ဂလိပ်စာဆရာမကိုတောင်းတော့မေရီအောင်ကိုကူညီဖို့ဆိုပြီးပါလာသည်မိန်းကလေးတွေထဲမှာတော့ဝိုင်းဝိုင်းကလက်ရေးလှသည်သူနှင့်တခြားမိန်းကလေး၃ယောက်ကနိုင်ငံကစားဆောင်လုံးမြင့်ကပ်ပြားဖြူကြီးတွေပေါ်မှာကြပြားတွေဆောင်းပါးတွေဝတ္ထုတွေကူရေးပေးရသည်နမ်းမွေးသည်ပြီးခဲ့သောနွေရာသီကပကြီးတင်နှန်းတက်ဖူးသဖြင့်မတောက်တစ်ခေါက်ဆွဲတတ်သည်သူကိုတရုတ်ဖော်ပုံတချို့ဆွဲခိုင်းရသည်ကျော်စင်ဦးကလက်ရေးစလုံးဒီဇိုင်းရသဖြင့်ခေါင်းစည်းစာတန်းရေးသည်မင်းတီဟာကကာတွန်းနည်းနည်းပပဆွဲနိုင်သည်ခင်မေတင်းတယောက်သာတိတ်အသုံးမတည့်ခြင်းဖြစ်၏သူကလက်ရေးလဲတော်တော်ညံ့သည်တိုက်ရမှုလည်းမရှိငါဘာလုပ်ပေးရမလဲဟုခင်မေတင်းကမေးသည်စိုးချစ်ကဘာမှလုပ်မပေးနဲ့ဟုပြန်ပြောသဖြင့်မျက်နှာကြီးစုပုတ်ပြီးတနေရာမှာငုတ်တုတ်ထိုင်နေသည်ကျော်စင်ဦးကတနာသဖြင့်ကြပြာတပုတ်ခေါ်ကူးခိုင်းသည်ခင်မေတင်းကလည်းခင်မေတင်းပဲကြပြာကတူတူလေးကိုးချောင်းထဲသာရှိသည်ဒါကိုယ်တော်ဖြစ်မြောက်အောင်မကူနိုင်စာချောင်းတွေကရွဲ့ဆောင်နေသည်စကလုံး၄-၅လုံးလောက်မှားကူးမိသဖြင့်ခဲပြက်နှင့်ပြန်ဖြတ်ရာစက်ကူအဖြူသားတွေပါကုန်သည်ကူးပြီးသွားတော့မတတ်မရက်နှင့်ဘယ်လိုမှကြည့်မကောင်းဒါကိုစိုးချစ်မြင်သွားတော့ငါပြောတယ်မဟုတ်လားမလုပ်ပါနဲ့ဆိုတာခုတော့ပြစ်ရကုန်ပြီကြည်စမ်းဆိုပြီးတပြစ်တောက်တောက်ပြောနေ၏သူပြောတာကလည်းမှန်သည်နိုင်ငံကစားဆောင်ဆိုတာကလက်မ20-30ရှိသောကပ်ပြားကြီးတွေပေါ်မှာတခါတည်းအချောရေးရခြင်းဖြစ်၏အမှားအယွင်းဖြစ်သွားလျင်ပြန်ပြင်ရခတ်သည်အစွန်းဖက်မှဖြစ်သွားလျင်ညှက်ထုတ်လို့ရသေးသည်ခုဟာကကပ်ပြားဤအလဲတက်တဲ့မှာမလှမပနဲ့အတော်ကြည့်ရဆိုးနေ၏ငါကမြန်မြန်ပြီးအောင်ဝင်ကူညီတာပါဟာခင်မေတင်းကစောတကားတက်သည်စိုးချစ်ကကူညီတာမဟုတ်ဘူးဒါဖြတ်စည်းတာခင်မေတင်းသည်ဟိုအရင်ကသာဆိုလျင်စိုးချစ်ကိုကက်ကက်လန်းအောင်ပြန်ပြောခြင်းပြောမိမည်ခုနောက်ပိုင်းကျတော့ဘာကြောင့်မှန်းမသိစိုးချစ်ကိုအလျှော့ကြီးပေးချင်တယ်လို့ဖြစ်နေ၏ခုလိုလူကြားသူကြားထဲမှာအငေါက်ခံလိုက်ရသောကြောင့်ဝမ်းနေပြီးမျက်ရည်ဝဲချင်လာမိ၏ဒါကိုမြင်တော့ဝိုင်းဝိုင်းကသူ့အတွက်မခံနိုင်ဖြစ်သွားပြီးစိုးချစ်နေဒီလောက်လည်းပြောနေစရာမလိုပါဘူးဒီကပ်ပြားတွေကလည်းနေပိုင်တဲ့ပစ္စည်းတွေမဟုတ်ဘူးဟုရန်တွေးလိုက်သည်ငါပစ္စည်းမဟုတ်ပေမဲ့ကျောင်းကပိုင်တဲ့ပစ္စည်းပဲကိုပစ္စည်းလို့သဘောထားရမှာပေါ့တိတ်ကြီးကျယ်မနေနဲ့ကျော်စင်ဦးမှာခင်မေတင်းကိုသူကခိုင်းခဲ့ခြင်းဖြစ်သောကြောင့်အကာအကွယ်ယူသည့်အနေနဲ့စိုးချစ်ရဒါကျောင်းနိုင်ငံကစားဆောင်လောက်တာပါကွမဂ္ဂဇင်းကြီးတစ်စောင်ထုတ်နေတာမဟုတ်ပါဘူးတိတ်တက်ရက်เสียမလိုပါဘူးဟုဝင်ပြောသည်ငါဖို့တော့နိုင်ငံကစားဆောင်လည်းအရေးကြီးတာပဲပြီးတော့ဒါဟာကြပြားကွကြပြားဆိုတာခန်းစားချက်နဲ့ရင်းပြီးမှရေးလို့ရတာပေါ်ပေါ်ဆဆသဘောထားလို့မရဘူးနမ်းမွေးကလေလုံးထွားလိုက်တာဟုခတ်တိုးတိုးရေရွရင်မဲရွယ်လိုက်သည်ခလန်းလန်းကစပွဲမှာစာကူရင်နားဆွင့်နေသောမေရီအောင်ကတော့စိုးချစ်ဤစကားကိုထောက်ခံဟန်ဖြင့်ခေါင်းတညိမ့်ညိမ့်လုံနေသည်ကဲပါကွာအဆင်ပြေအောင်ငါကြည့်လို့ပေးပါမယ်စိုးချစ်ကလည်းကရုံးချင်းချင်းရိုင်းပင်မှာပေါ့မင်းတီဟာကနောက်ပြောင်ရင်ဝင်၍ဖြန့်ဖြေလိုက်၏ထို့နောက်ခင်မေတင်ကူရေးထားသောကြပြာဤဘေးပတ်လေကိုခေါင်းခတ်လိုက်ပြီးစေးအနက်ဖြင့်အပေါ်ကဖုံး၍တုပ်လိုက်၏ဟာမင်းဘာလုပ်တာလဲစိုးချစ်ကပြူးပြူးပြပြမေးသဖြင့်ဒီပေါ်မှာအဖြူရောင်နဲ့ကာတွန်းတစ်ပုံဆွဲလိုက်မယ်လေကွာအနက်အောက်ခံပေါ်မှာအဖြူနဲ့ဘယ်ကောင်းမလဲစာကြက်နေရင်မီးပြတ်သွားတဲ့အကြောင်းဆွဲမယ်လေဒါဆိုပိုတောင်တဘာဝကျသွားသေးတယ်စိုးချစ်တကူကူထပ်ပြောမိပြူစဉ်မေရီအောင်ကစိုးချစ်ခဏလောက်လာပါအောင်ဒီမှာမေးစရာရှိလို့ဥခေါ်သဖြင့်သွားလိုက်ရသည်
အမှန်မှာမေရီအောင်ကစကားနဲ့ရန်ဆဲဖြစ်အောင်လှုပ်လိုက်ခြင်းဖြစ်၏ခင်မေတင်းကတော့မကျေနပ်လူကိုသူ့တစ်ဖက်မြန်မှတ်နေလားမသိဘူးငေါက်လိုက်ငန်းလိုက်နဲ့ငယ်တော့ကသူနေမကောင်းလို့ငါကစာကူးပေးရတာကြတော့လက်ရင်းမလှဘူးလို့မပြောဘူးဟုတ်ဆိုသည်ထိုအခါကျော်စင်ဦးကအေးလေအဲ့ဒီတော့ကအချိုမှုတ်ပူတင်လှုပ်ကြွေးတဲ့ကျေးဇူးတော်မထောက်ဘူးနင်တော့ကျော်စင်ဦးစိတ်တူရရဲ့ထဲလာမစနဲ့ခင်မေတင်းအတန်ကျဲသွားသဖြင့်စိုးချစ်ကမျက်နှာသားကြီးနှင့်လှမ်းကြည့်သေးသည်နောက်ဆုံးတော့ခင်မေတင်းသည်သူနှင့်အလိုက်ဖက်ဆုံးအလုပ်တစ်ခုကိုရသွားသည်စာကူးတဲ့လူတွေအဆင်ပြေအောင်ကဖြူပြားတွေပေါ်မှာမြင်းသားပေးရခြင်းဖြစ်၏ဒါတောင်စင်းလုံးချောမဖြစ်တစ်ချက်မှာလိုင်းအစိတ်ကျဲမညီတာတို့စောင်းရွဲ့သွားတာတို့ဖြစ်ချင်သေးသည်မေရီအောင်ကတော့ခင်မေတင်းနှင့်ရှင်လျင်စန့်ကျင်ဘတ်ဟုဆိုရမည်သူ၏အင်္ဂလိပ်စာလက်ရေးကအလွန်လှသည်စာလုံးတစ်လုံးချင်းကိုညင်ညင်ညာညာတက်တက်ရက်ရက်ရေးထားသည်အမှားအယွင်းမရှိသလောက်ပင်ဖြစ်၏မရှင်းလင်းနာရှိလျင်စိုးချစ်ကိုလှမ်းခေါ်ပြီးမေးတတ်သည်နိုင်ရန်ကစာဆောင်ကိုကျောင်းပိတ်ရက်မှလှုပ်ချင်းဖြစ်သောကြောင့်ကျောင်းဝတ်စုံဝတ်เสียမလို့ကျောင်းစည်းကမ်းတွေကိုလည်းတိတိကျကျလိုက်နာနေเสียမလို့ထို့ကြောင့်မေရီအောင်သည်ပြင်ဆင်ခြေသလာနိုင်သည်သပင်ကိုဖြန့်ပြီးဖားလျားချထားသည်မျက်နှာမှာမိတ်ကပ်တဖုံဖုံနှာခမ်းမှာပန်းနုရောင်ပါပါဆူထားသည်လက်သေးကနှာခမ်းနှင့်တရောင်တည်းမျက်ခုံးကိုထင်းနေအောင်ဆွဲထား၏မျက်လုံးကအညူရောင်တနခါးရောင်အပွင့်ကလေးတွေပါသောအင်ကြီးနှင့်ထမိန်ဝမ်းဆက်ဝတ်ထားသည်အထူးခြားဆုံးကတော့ရေမွေးနှံပင်ဖြစ်၏စိုးချစ်မှာအမတွေရှိတော်လေသူတို့ကခရိုးရိုးတွေရေမွေးမပြောနှင့်ကိုလိမ့်ပေါင်တာတောင်အပြင်သွားမှလိမ့်တတ်တာထို့ကြောင့်ရေမွေးနှံသည်စိုးချစ်အတွက်ဂန္ဓာယုံအသေးစမ်းတစ်မျိုးဖြစ်နေ၏ကျောင်းမှာဘယ်မိန်းကလေးမှရေမွေးစွတ်လေးမရှိတနခါးထဲမှာပေါင်နာရောလိမ့်တာအလွန်ဆုံးပဲနမ်းမွေးဆိုလျင်တခါကတနခါးထဲမှာကလေးတွေလိမ့်သည့်ဝိုင်အိုလက်ပေါင်နာတွေရောလိမ့်လာသဖြင့်ဝိုင်းတို့ကဟားခဲ့သေးသည်မေရီအောင်ကတခုခုမရှင်းတာရှိလို့စိုးချစ်ကိုခေါ်မေးလျင်ဘေးမှသွားရက်ပြီးရှင်းပြရသည်ထိုအခါရေမွေးနှံသည်လှိုက်ခနဲဝေဝဲလွင့်ပြန်လာတတ်၏ရေမွေးကနိုင်ငံခြားဖြစ်အကောင်းစားဖြစ်နိုင်သည်အနံ့ကရင်ရင်ကလေးတင်းနေသည်ဒီလိုအခါမျိုးမှာစိုးချစ်စိတ်ထဲကတမျိုးကြီးဖြစ်သွားပြီးရင်တွေခုံအသက်ရှူမြန်လာတတ်သည်မေရီအောင်လက်ချောင်းကလေးတွေကတွယ်လျလျနှင့်အလွန်လှသည်ထိုလက်ကလေးများဖြင့်စလုံးလှလှကလေးတွေကိုရေးနေတာအလွန်ကြည့်ကောင်းသည်စိုးချစ်သည်မေရီအောင်ဘေးမှထိုင်ပြီးသူစာရင်းနေတာကိုငေးကြည့်ခြင်းသောဆန္ဒဖြစ်ပေါ်လာမိ၏မေရီအောင်ကလှမ်းခေါ်ပြီးတခုခုမေးလိုက်ပါစေဟုမျှော်လင့်ဆောင်စားနေသလိုလည်းဖြစ်နေမိ၏မေရီအောင်ဘေးမှသွားရက်ပြီးစကားပြောတဲ့အခါတိုင်းမှာခင်မေတင်းကဖြက်ခနဲလှမ်းလှမ်းကြည့်တဲ့ချောင်းကိုတော့စိုးချစ်တတိမပြုမိဟုတ်ကဲ့ပါရှင်ဂန်းကော်နီအပိုင်း9ကိုဒီနေရာမှာခိတ္တခဏရန်နာခွင့်ပြုပါရှင်ပိုင်း30ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ကျမတို့ရဲ့ channel လေးကိုနားဆင်အားပေးနေကြတဲ့တော်လှန်ပြည်သူတဦးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်